အားလုံးပဲမင်္ဂလာပါခင်ဗျာတခါတော့ကစင်းရသားရက်ွက်ထဲကိုအိမ်ပြောင်းလာတဲ့အမျိုးသမီးကြီးတစ်ယောက်ရှိပါတယ်သူပြောင်းလာတဲ့အိမ်ဘေးကရက်မှာစင်းရဲနှုံချတဲ့မိသားစုလေးတစ်စုလည်းရှိပါတယ်မုတ်ဆိုးမတစ်ယောက်နဲ့သူ့ရဲ့ကလေးနှစ်ယောက်လည်းရှိတယ်အဲ့ဒီအချိန်မှာအမျိုးသမီးကြီးကမတတ်နိုင်ဘူးလေဒီနေရာကိုရောက်မှတော့ဒီလိုလူစားမျိုးတွေနဲ့ပတ်သက်ရအောင်မှာပေါ့လို့သူ့ဘာသာသူတွေးပြီးစိတ်ပြက်သွားမိပါတယ်အဲ့ဒီညမှာပဲထုံးစံအတိုင်းရက်ွက်မိကရုတ်တရက်ဆိုသလိုပြက်သွားတယ်မိပြက်သွားတော့အမျိုးသမီးကြီးကဖျောင်းနိုင်ထုံးဖို့သူ့ရဲ့ဖျောင်းနိုင်ထုတ်ကိုလိုက်ရှာနေတယ်ခဏနေတော့သူရှာတွေ့သွားတယ်ရှာတွေ့ပြီးတိတ်မကြခင်မှာပဲတစုံတစ်ယောက်ကသူ့ရဲ့အိမ်တကားကိုလာခောက်တာကြားလိုက်ရတယ်အိမ်တကားကိုဖွင့်ကြည့်လိုက်တော့ဘေးကပ်ရဲ့အိမ်ကကောင်လေးတစ်ယောက်ကစိတ်တွေအယမ်းကိုမှလှုပ်ရှားနေတဲ့လေသံမျိုးနဲ့အန်ဒီတို့အိမ်မှာဖျောင်းနိုင်ရှိလားလို့မေးလိုက်ပါတယ်အမျိုးသမီးကြီးကတစ်ချက်တိတ်ဆိတ်သွားပြီးဆင်းရဲလွန်းလို့ဖျောင်းနိုင်တော့မဝယ်နိုင်ပါလားနော်ဒါပေမဲ့ခဏလာတောင်းနေမှလဲဆိုရတယ်ပေးလို့မဖြစ်ဘူးဆိုကတွေးပြီးတော့မရှိဘူးလို့လေတံမမာနဲ့អော်ပြီးတကားကိုပိတ်ဖို့ပြင်လိုက်ပါတယ်အဲ့ဒီအချိန်မှာကောင်လေးကယုံပြီးတော့ထင်သားပဲအန်တီကအခုမှအိမ်ပြောင်းလာတာဆိုတော့ဖျောင်းနိုင်ကပါမလာတော့ဘူးဆိုပြီးမောင်မဲထဲမှာအန်တီကြောက်နေမှာဆိုလို့ကျွန်တော်ကဖျောင်းနိုင်လာဖို့တာပါလို့ပြောပြီးအဖားတွေထပ်နေတဲ့အင်ကြီးတွေကဖျောင်းနိုင်ထုတ်လေးကိုထို့အမျိုးသမီးကြီးကိုထုတ်ပေးလိုက်ပါတယ်အမျိုးသမီးကြီးကတော့ကိုအယမ်းကိုမှရှက်မိသွားပြီးဘာကိုမှပြန်မပြောနိုင်အောင်ကိုစွန့်အားသွားခဲ့ပါတယ်ကိုထက်သာမနာလိုကိုထက်နှိပ်ပါတဲ့သူတွေကိုနှိပ်ချဆက်ဆံသူကိုကတော့အထင်နဲ့အမြင်ဟာလွဲချော်နေအောင်မှာပါပဲလူပိသားဖို့အတွက်ရုပ်လာဖို့ထက်စိတ်ထားလှဖို့ကအရေးကြီးပါတယ်ငွေချမ်းသာဖို့ထက်စိတ်စေတနာချမ်းသာဖို့ကပိုပြီးတော့အရေးကြီးပါတယ်ချမ်းသာနေတော့လဲယူသောလက်တွေဖြစ်နေတတ်တယ်ဆင်းရဲနေပေမဲ့ပေးသောလက်လည်းဖြစ်နေနိုင်ပါတယ်ပေးသောလက်တစ်စုံဖြစ်ဖို့အတွက်ငွေချမ်းသာဖို့မလိုအပ်ပါဘူးမြင့်မြတ်တဲ့စိတ်အသိဉာဏ်ပညာပဲရှိဖို့လိုအပ်ပါတယ်ပိုင်ဆိုင်မှုတွေများတဲ့ပိုများပြားလာတဲ့လူတချို့မှာကိုချင်းစာတရားတွေခေါင်းပါလာကြသလိုအယုဒတရားတွေလည်းကွယ်ပြောက်လာကြတယ်လူတစ်ယောက်ကိုတန်တရားမျက်လုံးတွေနဲ့ကြည်လာတတ်ကြတယ်လူသားအချင်းချင်းပုံမှန်ဆက်ဆံရေးတွေကွယ်ပြောက်လာကြတယ်ကျွန်တော်တို့လက်ရှိနေထိုင်တဲ့လူပတ်ဝန်းကျင်ကြီးကငွေရှိမှလူရဝင်တယ်ငွေမရှိလို့ကတော့အရာမှာခွဲခြားဆက်ဆံဖို့ကိုဝန်မလေးကြတဲ့သူတွေကများလာကြပါတယ်စားနိုင်တောင်းနိုင်တဲ့သူကိုပိုကျွေးချင်ကြပြီးတော့ပြည့်နေတဲ့အိုးကုန်မှပိုဖြည့်ချင်ကြတယ်စင်ရငတ်မှုနေတဲ့သူတွေကိုတော့စေတနာမထားတတ်ကြတာသဘာဝလိုဖြစ်နေတာကြပါပြီဒါကလည်းလူတိုင်းကိုတော့မဆိုလိုပါဘူးဒါပေမဲ့လူတော်များများသတိထားဆင်ခြင်ပြုပြင်နိုင်ဖို့အတွက်ဒီဗီဒီယိုလေးကနေတစ်ဆင့်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာနားဆင်နေတော့စာပေချစ်သူတဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်